နှလုံးရောဂါရှိနေပေမဲ့တငယ်ချင်းရေမွန်ကိုချစ်လွန်းလို့အမတ်တရဖျော်ပြင်းရင်အနှိမ့်ဆောင်ရောက်သွားခဲ့ရတဲ့အဆိုတော့အဒီနိုအချစ်ဆုံးတငယ်ချင်းရေမွန်အတွက်ရည်စူးပြီးကျင်းပတဲ့အီဒီယောဖွင့်နှုတ်ဆက်ပွဲမှာဖျော်ပြင်းရင်စင်မြင့်ထက်မှာပဲကွယ်လွန်သွားခဲ့ရတာကအဒီနိုပါကိုအတီနိုနဲ့ကွယ်လွန်သွားပြီဖြစ်တဲ့အီဒီယောဖွဲ့ကရီမွန်တို့ဟာဂီတလောကမှာတူတူလှုပ်ရှားခဲ့ကြတဲ့တငယ်ချင်းကောင်းတွေဖြစ်ခဲ့ကြပါတယ်။ကိုအတီနိုကိုရိုင်းကလည်းဂီတမျိုးရုပ်ခိုင်မှရှိသူတစ်ယောက်ပါ။သူရဲ့မိခင်ဟာနာမည်ကျော်အဆိုတော်နဲ့ဗိုကယ်နီးပြတူဖြစ်တဲ့ဒေါ်ထရီစီဖြစ်ပါတယ်။သူရဲ့ဖခင်ကကိုသားချောဖြစ်ပြီးသူ့လေးကတော့ Emperor နဲ့ Lazy Club တို့ရဲ့ဒရမာကိုဝေထွန်းဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကတော့ကိုအတီနိုဟာငယ်စဉ်ကတည်းကနှလုံးရောဂါခံရှိခဲ့သူတစ်ယောက်ဖြစ်နေတာပါပဲ။ကျမရေးချင်းနေကြောင်းမကြာခဏအနားယူခဲ့ရပြီးနှလုံးသွေးကြောပိတ်ရောဂါကြောင့်နှလုံးမှာ hashtag ထည့်ထားသူဖြစ်တယ်လို့လည်းဆိုပါတယ်။ဒါပေမဲ့အဒီနိုဟာသူ့ရဲ့ကျမရေးချင်းတွေကိုပေးဖက်ပြီးတငယ်ချင်းရေမွန်အတွက်ရှိစုတဲ့ idiot နှုတ်ဆက်ပွဲမှာအကုံသုံးပြီးပါဝင်ဖျော်ဖြေဖို့သူဆုံးဖြတ်ခဲ့တာပါ။အဒီနိုဟာတငယ်ချင်းအတွက် surprise အပြင်ရေမွန်ရဲ့မငိုပါနဲ့တော့တခြင်းကိုတီးဆိုခဲ့ပါတယ်။ဒါပေမဲ့ဝမ်းနေဖို့ကောင်းစွာပဲဒီတခြင်းကိုတီးဆိုနေစင်မှာပဲ hashtag ရပြီးစင်ပေါ်မှာလဲကျသွားခဲ့ပါတယ်။ရှေးဦးသူနာပြုတ်နီးနဲ့ပြုစုပြီးဆေးရုံကိုရေးပေါ်ပို့ဆောင်ပေးခဲ့ပေမဲ့လည်းအသက်38နှစ်အရွယ်မှာပဲလောကကြီးကိုနှုတ်ဆက်ထွက်ခွာသွားခဲ့ရပါတယ်။